မင်းတို့ငါတပည့်တို့မင်းတို့အားကြောင့်ကြိုးစားပါဟုတ်ကဲ့ကိုကြိုးစားမှကိုရမယ်ဟုတ်ကဲ့ကိုလုံမှကိုရမယ်ဟုတ်ကဲ့အဲ့တော့အရွယ်ရောက်တဲ့ဒီမှာစာကြက်မပြင်းနဲ့ဟုတ်ကဲ့ဟုတ်တယ်မလားဟုတ်ကဲ့အိတ်ချိတ်တန်းအိတ်စာချိန်တန်းစာဟုတ်ကဲ့ဒီချိုးချိန်တန်းချိုးဟုတ်ကဲ့စာကြက်ချိန်တန်းကြက်ဟုတ်အဲ့ဒါမင်းတို့ဆရာတို့ပြောနေရတာဆရာတို့မမင်းတို့အတွက်ဟုတ်ပါဘူးမင်းတို့အတွက်ဟုတ်ကဲ့နော်နားရလားမင်းကိုကြားဟမ်ကြားဘာသာရေးကြားတာများဘယ်နဲ့ဟမ်သိလားကြားသမိုင်းလေးနဲ့အားနဲ့သမိုင်းအားနဲ့လို့အဲ့ကြောင့်သမိုင်းအားနဲ့လို့မင်းသမိုင်းကြောင်းကိုသိအောင်ဆိုပြီးသမိုင်းကိုပြလို့ဟာဒီပန်းညာကြီးတွေကဒီမှာစစ်သူကြီးမဟာဗန္ဓုလိုက်နော်ဆရာလည်းကျွန်တော်သမိုင်းလေးတွေနည်းနည်းအားနေတာပါသမိုင်းသာမင်းအားနေတာပါမင်းပထဝီကြတော့ပထဝီကြတော့ကျွန်တော်ဖြေလိုက်တာလေမြန်မာနိုင်ငံကြီးတွင်းတွက်ပစ္စည်းများမှာငွေကျွဲပစုံလုံးတော့ဖြစ်ပါသည်လို့ဖြေလိုက်ချင်းကြောင့်မင်းနေတာကလည်းပါသည်အဲ့ဒါကြောင့်မင်းအဲ့ဒါဘယ်ဟုတ်ဘူးလေအဲ့ကြောင့်မင်းတို့ကြတာမင်းကမင်းသင်ချာကြတော့ကဲသင်ချာကြတော့ဆရာကျွန်တော်သင်ချာသင်ထားတာလေအတွက်ချက်သင်ချာသင်ထားတာအမှန်40မပြည့်ဘူးအမှန်40ဘယ်လိုလုပ်ပြီးဘယ်လိုအောင်မလဲအဲ့ကြောင့်ကြိုးစားပါတို့သင်ချာတော့မှညံ့ပြီဆိုလို့ကတော့မင်းသွားပြီမင်းတို့ရမင်းသမိုင်းကြောင်းသမိုင်းကိုသိအောင်ဆိုပြီးတော့မင်းတို့လေးလိုက်ခလီးနဲ့နော်ဟုတ်ကဲ့အညာနဲ့ဒီစစ်သူကြီးမဟာဗန္ဓုလိုက်ဘလောက်လေးစားတိတ်တယ်လေဆိုရင်ဟိုးနိုင်ငံသားတွေလေးလိုက်ခလီးလာတဲ့အခါကျရင်ဟုတ်ကဲ့ဒါကြီးနော်လာပြီးတော့ကြည့်ရအာထာကရေဟာမတ်မလေးလာကြအတူယူစားကြရယူအမတန်ခံငါထေဝါဒဒါကြီးကအဲ့ဒါတွေမင်းမကြည့်အတွဲတွေခီးလေးတစ်ချောင်းရှိရင်သူတို့ကလုံပြီလို့အောင်းဝင်နေကြတယ်ဒါလေးကိုထိုင်းကလေးခီးလေးနဲ့ကွဲပြီးလှုပ်ချင်နေလှုပ်နေကြတာဟုတ်ပါအမတန်အရှက်တရားအရှက်တယ်အကြောက်တရားမရှိကြဘူးဟုတ်ကဲ့ဘလောက်ရှက်ဖို့ကောင်းဘလောက်သိခါကြတယ်ဟင်သဘောပေါက်ဒါမျိုးဆိုလေးစားနော်ဒါလေးစားငါလာလို့ရှိရင်နော်ဟုတ်ကဲ့အမတန်မှအတူကြကုန်လာပြီးလေးလာရှိတယ်အရာဟဲ့တမရဟုတ်ကဲ့အမတန်မှဘလောက်ကြားပဲဒါကြီးဒီကြည့်ရဘလို့တွေ့လားနေရှိလာများနေစံအဲ့ဒါကိုဒီအတွဲတွေကဒီလိုကြီးလုပ်လာတာအတွဲတွေကမဖွဲမရရင်ပြုစုကြတာမကောင်းဘူးနော်ရိုင်းတယ်မရင်ကျင်းဘူးရင်ကျင်းမှုကိုထိန်းရမယ်ဒီလိုစစ်သူကြီးရှင်းမှာအတွဲတွေထင်းလေးနဲ့ကွဲပြီးတော့အဲ့လိုကြီးလုပ်တော့ဟာထင်းလေးကွဲပြီးတော့အဲ့လိုမဖွဲမရရင်လုပ်တာကောင်းမလားကောင်းပါလေမင်းကနောက်မင်းဆရာကိုမင်းနောက်ကျွန်တော်ဘာပြောလဲကျွန်တော်ဘာမှလည်းမပြောပါဘူးမင်းမစကကောင်းပါနဲ့ငါပါပိတ်ရိုက်လိုက်ရရဲ့ပါသေသွားမယ်ကျွန်တော်ဘာမှမပြောရသေးပါဘူးဆရာကိုမင်းမလေးမခံမလုပ်နဲ့ငါပြောတာကဒီလိုမတမ်းမှတိုင်းတစ်ပါးတော်မှမလေးလာတဲ့ဒီစစ်သူကြီးမဟာဗန္ဓုလိုက်ဟိုက်နာမှာခီးလေးတစ်ချောင်းကျွဲပြီးတော့ကောင်းလားကောင်းပါလေဘယ်လိုကျွန်တော်ဘာမှမပြောဘူးဆရာကျွန်တော်ဆရာပြောတာနားတော့ငါမနှောင်းနဲ့မနှောင်းပါဘူးဆရာမင်းကကောင်းပါလေဆရာသူကမင်းကကျွန်တော်ပြောတာမဟုတ်ပါဘူးဆရာကျွန်တော်ကလေးဗျာစစ်သူဒီမှာဒီအယုတ်မှာထိုင်းပြီးထီးလေးတစ်ချောင်းပွဲပြီးတော့အမွေအတွဲကြီးမကွဲမရလုံနေတာကောင်းသလားဒါဒီဟာပါဒီအပြောင်းလို့ရလဲမြန်လာအပြောင်းလို့ရလဲမြန်လာဟုတ်ဆရာဟိုမျက်မှန်ပါဝါများနည်းနည်းရော့နေတယ်ပါဝါများနည်းနည်းရော့နေတယ်မျက်မှန်နဲ့တရားပို့ကြည့်ပါဝါမင်းငါ့ကိုတော့မနှောက်ရပါဘူးမင်းငါ့ကိုချက်ခွက်ခဲချတယ်မလားမကျွန်တော်မပေါ့ကျွန်တော်မခေါင်းရပါဘူးကျွန်တော်မလုပ်ရပါဘူးဆရာမလုပ်ပါနဲ့ဆရာကိုကျွန်တော်အားလုံးပြန်မလုပ်ရပါဘူးပြောရတယ်ကျွန်တော်လက်ကဒီမှာထားတာဆရာကျွန်တော်ဘာမှမလုပ်ကျွန်တော်မလုပ်ပါနဲ့မလုပ်ပါဘူးဒီလိုလေးပါဒီဆရာကဒီတရားခံတွေ့သွားမယ်အပြောင်းလို့ရမြန်လာကြီးလားဟာဟမ်ဒီဟုတ်ကဟုတ်ဝယ်တော့ညမမြန်ပါဝါကြနေတာညမပါဝါများကြနေတာမသိရအသက်ဝင်လာပြီဟဲ့ကောင်ပြေးမဟာဗန္ဓုလာလေကွာဟတ်တမှုရှင်းတော့ခါလာရောက်စေဟဲ့ဘလို့ဖြစ်ရလားလို့တမှုရဲ့ဘလို့ဖြစ်ရလားလေစစ်တိုက်ဘူးလူသားဓာတ်ထိုင်းနဲ့သိလိုက်မယ်ဗျာဟဲ့တမှုဗျာငါ့ကိုဘယ်သူမှတ်တယ်ဘာသူတော့ဗျာဘုတလင်းနေလားမဟာဗန္ဓုလာလေကွာ
ငယ်နာမယ်တုတ်ကြီး မောင်ရင်းလောက်ဆန်းပါဗျာ ဟောအေးငယ်နာမယ်မောင်ရစ်တတ်တိရှိသလားမမင်းနဲ့ ဘာရှိလဲဗျာ ရောက်ခမကိုဘာနာသေးနဲ့နောက်ပြန်ထုတ်ဘူးတဲ့ တော်တော်ကောင်းတဲ့တတ်တည်တယ် မိုက်သလားမမင်းနဲ့ ဘာမှလည်းဗျာ မိမအိပ်ပြော်တို့ငကားဖြုတ်ပြီးဖဲပေါင်ရိုက်ဘူးတဲ့ တော်တော်မိုက်တာ ဖဲသလားမမင်းနဲ့ ဘလောက်နဲ့လဲဗျာ ပတ်စံချိပြီးတစ်ခါမှပြန်မပေးဘူး တက်ပြီးတယ်လို့ ဟဲ့ဓမ္မူ ဗျာ အနောက်နိုင်ငံကအင်္ဂလိပ်တွေအရေးကိုမောင်မင်းသိကြလို့ငါ့ကိုသတော်ဦးတင်လာဟဲ့ မမအင်္ဂလိပ်နဲ့ချက်နဲ့လည်းပြတယ်ဟာကျွန်တော်မျိုးတို့မြန်မာနိုင်ငံကိုသိမ်းတတ်ဖို့အတွက်ရေလန်းကြီးကနေစီတက်လာကြောင်းပါဗျာစီတက်လာကြောင်းပါ ဒီကောင်လေးရေလန်းခီးရနေပြီးတော့ခြေတက်လာလား မှန်ပါဗျာ သင်မောဘယ်နဲ့စီးလဲ အသိတရားပါဗျာ နဲ့အပြည့်စုံပါလား ပါပါတယ်ဗျာ လူအင်အားတောက်တင်လား တောင်းသေးပါလေဗျာ ဒါဆိုငါပြေးပြီ ဟုတ်တော့တိုက်လို့ဆန်းပါတိုက် ဒါဆိုငါတိုက် ဗျာ ဓမ္မူ ဗျာ ဓမ္မူဓနုမျိုးသွားလိမ့်မယ် ဟုတ်ပါဗျာ ဓနုမျိုးတော်ဆိုရင်ထမင်းတန်ကိုဒီနေ့ဘာဟစ်ချက်တယ်လို့သွားမယ် ဟာမရခဏလူသွားတက်ရအောင် ဟေးမောင်မင်းကိုယ်တိုင်ငါတက်မဟာကြီးကိုဦးစီးပြီးဓနုမျိုးသွားရောက်တိုက်ခိုက်ရလိမ့်မယ်အဲ့ဒါငါရအမေ မမဒီတိုက်ပွဲကိုတော်ကြီးကိုယ်တိုင်မလိုက်တော့ဘူးလားဗျာ ဓနုမျိုးကိုကျုပ်မလိုက်လို့တော့ဘူးဓမ္မူ ဘာဖြစ်လို့ပါလဲဗျာ ကျုပ်သမိုင်းစာအုပ်တွေဖတ်ဖူးတယ်ဓမ္မူ ဘာဖြစ်လို့ပါလဲ အဲ့ဒီဓနုမျိုးသွားရင်သိလိမ့်မယ်ဓမ္မူတခြားနေရာမှာငါခံလာပါသေးတယ်ကွာအခုဟာက အဲ့တော့မပူပါနဲ့ဘူးအဲ့တော့မပူပါနဲ့ဟိုမှာတောင်မျိုးပွဲကစောင့်နေပါလေ ဒီကောင်းတာပတ်လေမလေးတောင်မျိုးပွဲကငါကိုခန္ဓာကြီးလို့တော့တစားစီချိုးပဲကုန်မှာဗောဟဲ့ငါဒီလိုရည်စရာတွေပြောလို့ငါဘာထင်းနေတယ်ဟမ်ဘန်ဒူးလာဓာတ်တစ်ခါထုတ်လိုက်ရင်ဝါတရားပြုတ်တယ်ဆိုတာမသိရမလား သိပါတယ်သိပါတယ်ဗျာ ဒီဓာတ်ဘာဓာတ်မှတ် ဘာတာတော့ဗျာ ငါချက်ခုတ်တဲ့ဓာတ် လက်နဲ့ဖြူတွေကိုခုတ်တဲ့ထား ဒီဓာတ်မှာတန်ကြီးတွေပေးနေတာဘာကြောင့်လဲသိလား ဘာကြောင့်လဲဗျာ အပေါင်းဆိုင်မှာကြာသွားလို့အခုလည်းအပေါင်းဆိုင်ဟောဒီဓာတ်ကြီးကိုရွေးအဘိုးကောင်းကထရန်ကိုထုံးအဲ့ဒီမျက်နှာဖြူကောင်တို့တိုက်ခိုက်ဖို့ရက်ရတာပြတ်သလားရွေးလိုက်တာရက်ရွေးလွန်သွားတယ်နဲ့မတိုက်ပြီးတန်ကြီးတွေပေးနေတာဒီနေ့တော့ငါတိုက်ဖြစ်ပြီတိုက်ငါတိုက်တော့မယ်ငါတိုက်မယ်ကွာမျက်နှာဖြူကောင်တို့ဓာတ်ကြမှာအသက်ပါတော့ဘာလို့ ကိုလေးပြောရင်းဆိုနေဟိုမှာမျက်နှာဖြူအင်္ဂလိပ်ကြီးတက်လာပြီဗျတက်လာပြီဗျ ဟိုက်အင်္ဂလိပ်မင်းဘာလို့မျိုးလဲပြောပါ Good session, boy. I wrote the vision for the delicious words. My name is Kandeshov. ပြစ်တင်ကလာတာပါတဲ့မစ္စတာကာနယ်ဝင်းရှော့ No, Kandeshov. မစ္စတာကာနယ်ရှော့ Yes. ဒီကိုဘာနဲ့လာတာလဲ I go visiting all the bombers, all the bridges. I go to the Twila General. ဒီကိုဘာလာလို့တာလဲပြောပါ I raise use the bombers and the English to fight you the fighting. You fuck you. You will be the fighting. ဩ fuck you တော့ငါ့ကိုလှတယ်လို့ပြောတာ Yes, yes. Fuck you. I don't you listen. You're the fighting. You stop the young for the fighting and the post for the I don't you to the post for Don't you to the post. ဒီဒါပဲလာအောင်ပါနဲ့ငါ Don't do the fighting. You will be fighting at the fighting. You will do. ကြာတယ်ကွာမင်းကလည်းချားပဲပြောတာဟဲ့ ဩဘောတော်စီကဒီစကားပြောလိုက်တယ်ပြည်တာပဲရပါတယ်ကွာဟဲ့ဒီမှာမင်းတို့အင်္ဂလိပ်မျိုးမဟာဗန္ဓုကဒါ30မလို့ဘူးဒီမှာမင်းတို့ကပြောဟောလို့လက်မျိုးနဲ့ချောင်းနဲ့ဖက်လို့ရတယ်ကြားပါတယ်ဟောရွာသားမတဲမစားပဲပါ